င်းပြန်ပတ်နေတာလေရေခဲရေတွေနဲ့သွားနေပြီသွားနေပြီမလို့အော်လားတော့အမလေးဆိုရွှဲကုန်ပါပြီခေါင်းမှာကြော်ပါခုနတော့ပြင်းပြင်းမပတ်ဘူးနော်ညနေပိုင်းပေါ့ညနေပိုင်းစီစဉ်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်တကြံ2026တင်းကြရဲ့နောက်ဆုံးလေးတက်နေမှာဒါရှောက်လေပတ်မှာဖြစ်ပါတယ်ခင်ဗျာတဝက်လားတဝက်အဲ့ဒါတဝက်က200ကြီးတဲ့ဒီတဝက်3000ဝယ်တဝက်3000ဝယ်တဲ့ဒီညကျတော့နောက်ဆိုင်မှာရေခဲတော့3000ဝယ်တဲ့ဈေးမြလို့နောက်တစ်ဆိုင်သွားကြပါမယ်နောက်တစ်ဆိုင်ထည့်ရောက်ပါပြီရေခဲလာဝယ်တာပါလို့ရေခဲလာဝယ်တာဒီဆိုင်မှာတက်ပါတယ်တော့မှ3300ဟိုဘက်မှာ3000တဲ့အမလေးအော်အမလေးဟာအိုးဘာတွေတော့အမလေးမရကာရာโอเคလားရေတောင်းတာရေမထည့်ပြီလို့ကိုယ့်ကိုသွားထည့်တယ်ဟုတ်ပါဟုတ်လားရတော့ပါလေတောင်းတာမဟုတ်ဘူးလေစီဖူးဟော့မှာရခိုင်မုတ်တီစတူဒီတာဝင်တော့ကြပါတယ်ခင်ဗျာမုတ်ကြီးရဆွဲနေပါပြီမမေကနေသိမကောင်းတော့အိမ်မှာနေခဲ့လို့မမေကိုဗီဒီယိုကောခေါ်ကြပါကားနဲ့လဲပြီးတော့တခုကိုရောက်သွားပါတယ်တခုမှရေးထက်စော်ကြပါတယ်ကဲတက်တာ